လို့ရတယ် AI ရဟာတွေပေါ့နောက်ဆုံးဟာဆိုလို့ရှိရင် AI ဗီဒီယိုတွေတောင်လုပ်ပြီးတင်နေကြတယ် AI ဗီဒီယိုတွေတောင်လုပ်ပြီးတင်နေကြတယ်ကျွန်တော်တွေ့ရတယ်တော်တော်ကိုဆိုးလာဆိုကျွန်တော်လည်းမထူးတော့ဘူးပြီးတော့ဖြစ်တာပါ AI ဗီဒီယိုတောင်တင်နေကြတယ်အဲ့တော့ဟိုရှောက်ပြီးရေးတင်ကြတယ်အဲ့ဒီမှာ AI ဗီဒီယိုထဲမှာပါတာသပင်ကိုကြည့်လိုက်ပါကျွန်တော်ကအခုဖုန်းကြီးဝက်ကြီးနဲ့ဖုန်းကြီးဝက်ပြီးထားတဲ့ဖုန်းကြီးဝက်ပြီးထားတဲ့သပင်ကရုံးသပင်ကျွန်တော်ဆိုကရုံးသပင်ဟိုပုံထဲမှာသပင်ကအရှိသပင်နဲ့ရှိတယ်အဲ့တော့အဲ့တစ်ခုကိုကြည့်လိုက်တာလည်းအဖြေကထွက်နေပါတယ်ဗျာပြီးလို့ရှိရင်ဟို AI ဗီဒီယိုတွေ AI ဗီဒီယိုထဲမှာပါတဲ့အတန်ကဟိုကြာလာနေပြောထားတာအတန်ဆိုတော့ပေါက်ရရရှောက်ပြီးရောပြီးတော့လောက်ကြတာပေါ့နော်အဲ့လောက်ကြတော့ကျွန်တော်လည်းဘာပြောမှန်းမသိဘူးအဲ့တော့ဟိုအပြင်ကပြောနေကြတဲ့သတင်းတွေအကုန်လုံးခင်ဗျားတို့အခုဆိုရင်ပြည်သူလူထုအနေနဲ့အပြင်မှာရေးချင်တာရေးပြောချင်တာပြောနေကြတဲ့သတင်းတွေကမှားလားမှန်လားဆိုတာကိုပြည်သူလူထုအနေနဲ့အခုဆိုရင်ထင်ထင်ရှားရှားမြင်ရပြီပေါ့ဗျာနော်မှားလားမှန်လားပြီးတော့ဒီလူတွေဘယ်လောက်တောင်ကျွန်တော်တို့ပြည်သူလူထုကိုဘယ်လောက်တောင်ဟိုဒုက္ခပေးတယ်လဲနောက်အစိုးရနဲ့ပြည်သူလူထုကြားမှာတတ်ရှူတွေးခွဲရန်တိုက်ဒါမျိုးတွေလုပ်တယ်လဲဆိုတာခင်ဗျားတို့ဒါအခုဒီပိုင်းဖြစ်ရတဲ့ကြည့်တွေ့ပြီပေါ့ဗျာနော်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ဒါပြပပြည်ပြေးတွေဟိုပြည်ပြေးတွေအုပ်စုတွေပေါ့နော်ဟိုဘက်ကဟိုကျွန်တော်တို့ကို YouTube နဲ့လှုပ်ရှားတဲ့အုပ်စုတွေအဲ့ဒီအုပ်စုတွေအကုန်လုံးဟိုဟောဖြစ်နေကြတဲ့ဟာပေါ့နော်ပြောနေရေးနေကြတဲ့ဟာဟုတ်လားမဟုတ်လားဒါတပိုင်းဖြစ်သွားပြီအဲ့ဒါပြီးသွားပြီအဲ့တော့ကျွန်တော်ကကျွန်တော်ဘာဖြစ်လို့ဟိုပျောက်သွားလဲလို့မင်းကျွန်တော်ကဒီရဲ့ဘိုင်းမှာဟို22ရက်နေ့အထိတော့တချို့ကျွန်တော်မိတ်ဆွေဟိုအေးစေးညဘက်ကျွန်တော်ရှောက်သွားတယ်ရှိပါတယ်အဲ23ရက်စာပြီးကျွန်တော်နိုင်ငံတော်ရဲ့အရေးကြီးကိစ္စတစ်ခုရှိတယ်အဲအရေးကြီးကိစ္စတစ်ခုမှာကျွန်တော်ကဝင်ပြီးတော့ဟိုပူပေါင်းဆောင်ရွက်ပြီးတော့ပေးနေတဲ့ကိစ္စတစ်ခုရှိပါတယ်နိုင်ငံတော်ရဲ့အရေးကြီးကိစ္စတစ်ခုနော်ဟိုကျွန်တော်နိုင်ငံနဲ့ပတ်သက်တာပါနိုင်ငံတော်ရေးကြီးကိစ္စတစ်ခုမှာကျွန်တော်ပူပေါင်းဆောင်ရွက်ပေးနေရပါတယ်ပေးတဲ့အခါကျတော့ပွင့်လိုက်ပြောအဲ့ကာလတွေမှာကျွန်တော်တို့အဲ့လိုပူပေါင်းဆောင်ရွက်ပေးနေတဲ့ကာလတွေမှာဟိုကျွန်တော်တို့မလိုလားအပ်တဲ့ဘာတွေကျွန်တော်ရုပ်သံထွက်ပြောပါဦးညာကိုကျွန်တော်အချိန်မရှိပါတော့ကျွန်တော်ဒီဟာပိုအရေးကြီးနေတယ်ရေးကြီးနေတာမဟုတ်လို့ဒါကျွန်တော်တို့ဒီမှာပြောလို့လောက်ပါဘောနော်ပြောလို့မရတဲ့ဟာပါအဲ့တော့အရေးကြီးနေတာကျတော့ကျွန်တော်ဟိုဗီဒီယိုပြောဖို့အထိဗီဒီယိုထုတ်ထွက်ပြောဖို့အထိကျွန်တော်မှဘလို့မှဟောဖြစ်နေဘူးသို့တော့အဲ့ဒီရပိုင်းတွေမှာပွင့်လိုက်ပဲ23ကနေပြီးဒီနေ့29မိနစ်အထိပေါ့နော်ကျွန်တော်နဲ့ဂျားတွေမှာလိုအပ်လို့ဖုန်းပြောနေကြတယ်ဖုန်းပြောကြတဲ့သူတွေရှိပါတယ်ဖုန်းဆက်သွယ်ရတယ်အင်တာနက်ကျွန်တော်ဟိုဟာ online မြေဖွင့်ထားတယ် online တော်တော်များစိတ်နေပါတယ်အများနဲ့ဒီဘက်စိတ်နေစိတ်ပြီးတော့ online ပေါ်နေကျွန်တော်စကားပြောနေတာရှိပါတယ်ကျွန်တော်လည်းပြောခဲ့ကြရတဲ့သူတွေသိပါတယ်ကျွန်တော်ပြောခဲ့ကြတဲ့သူတွေသိပါတယ်ဖုန်းပြောပြကြတဲ့သူတွေလည်းသိပါတယ်ပြောရင်တော့ဟို online မှာအများရှိတယ်ကျွန်တော်ဗီဒီယိုသာတက်ပြောလို့ကိုဟိုဘယ်လိုမှဟိုပါပြတာတိုက်ကာလမှာကျွန်တော်ပြောလို့မရှိဘူးပြောလို့ပြောတာကျွန်တော်ဒီမှာနိုင်ငံတော်ရေးကြီးကိစ္စကိုကျွန်တော်ကူညီတဲ့အချိန်မှာမလိုလိုက်တဲ့ဟာတွေရှောက်ထုတ်ကုန်မှာဆိုတော့ကျွန်တော်ကကျွန်တော်လည်းသိတဲ့အတိုင်းပဲသိတာဆိုစုပ်ကနေပြောလိုက်ပြီးမှကျွန်တော်စိုးလို့ကိုယ့်အကူအဲ့ကာလမှာမပြောရနေတာဘာလို့တချို့ပြောလို့မရတဲ့အခါကျစုပ်ကနေပြောချလိုက်လို့ဒါမတော်တဆဟောပြသွားရင်ဒီနိုင်ငံတော်ရေးကိစ္စကြီးမှာလွဲချော်တော့မှာဆိုလို့ကျွန်တော်အဲ့နိုင်ငံတော်ရဲ့အရေးကြီးကိစ္စကိုကျွန်တော်ကူညီနေရတာရှိခဲ့ပါတယ်ပြောတော့ကျွန်တော်အများနဲ့ကျွန်တော်ဟိုနိုင်ငံတော်နဲ့ပတ်သက်လို့ရှိရင်နိုင်ငံတော်ရဲ့အရေးကိစ္စမှာကျွန်တော်ကူညီဖို့ကျွန်တော်အများနဲ့အဆင်သင့်နိုင်ငံတော်တည်ငြိမ်ရေးကြီးနိုင်ငံတော် flow trade တို့ဆိုအများနဲ့ကူညီဖို့အဆင်သင့်ဆိုတော့မျိုးကျွန်တော်ဟိုအရင်တော့ပြောခဲ့တဲ့အတိုင်းပဲနောက်အချက်ပဲလှုပ်ရှားမှုကိုကျွန်တော်လောလက်မခံဘူးအချက်ဖတ်မှုလောလက်မခံဘူးဆိုတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအဲ့တော့အဲ့ဒီအချက်တွေအားလုံးနဲ့ဆိုင်တဲ့နိုင်ငံတော်ရေးနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ကိစ္စတွေကိုကျွန်တော်ကူညီပူးပေါင်းပါဝင်ပေးနေရပါတယ်ကူညီတယ်ဆိုတော့နိုင်ငံတော်ကူညီတယ်ဆိုတော့ပူးပေါင်းပါဝင်ပေးနေရပါတယ်နော်ပူးပေါင်းပါဝင်ပေးတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်လုံးဝပြောပြတာပေါ့နော်ပြီးတော့ဘယ်လောက်ရောက်ပြီလဲမင်းကျွန်တော်ရုံအဖွဲ့ကိုတော့ကျွန်တော်အသေးချာမပြောထားဘူးခီးသွားရင်လည်းကူရတာတကယ်ခီးသွားနေနေကူရတာခီးသွားတယ်တော့ပဲကျွန်တော်တို့ပြီးတည်တယ်ကျွန်တော်ဟောဖြစ်မလို့ပြီးမတည်ဘူးအဲ့ကြောင့်ကျွန်တော်ရုံအဖွဲ့လေဟိုကျွန်တော်တို့လာမေးတဲ့ခါမှာတို့မှန်မှန်ကန်ရှင်းလင်းတို့လည်းအဖြေနိုင်စွာနဲသွားတယ်ပေါ့နော်နဲသွားတဲ့အတွက်ဟိုတချို့တွေစိုးရိမ်စိတ်မှုတွေအများမြင့်တက်သွားခဲ့ကြပါတယ်အဲ့တော့ဟိုစိုးရိမ်တာလည်းဟောပြပါတယ်စိုးရိမ်တာလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကြောင့်စိုးရိမ်တော့ဖြစ်ခဲ့မှုတွေအတွက်လည်းစင်မကောင်းဖြစ်ပါတယ်ဟုတ်ဘာဖြစ်ရပါတယ်အဲ့ဒါလေးလည်းကျွန်တော်ကြုံကြိုက်လို့တီးပြတာပါအဲ့တော့ဟိုဂျားထဲမှာသတင်းတွေပေါ်လို့ရိုက်ကုန်တဲ့ကိစ္စတော့ဒါစမ်းစစ်လေးလာလို့ရအောင်လူလူအနေနဲ့ဒါကိုကြည့်ပြီးစမ်းစစ်လေးလာလို့ရအောင်လို့ကျွန်တော်အခုဒါဒီမှာထွက်ပြီးတော့ဖြစ်တာပါအဲ့တော့ဒီနေ့မှာဆက်အောင်ပြလို့ရှိရင်လည်းဒါရှုပ်ကုန်မှာဆိုတယ်ဒါဟို9ရက်မြောက်ဆိုရင်ဒါနည်းနည်းတော့ရှုပ်ကုန်ပေါ့နော်အဲ့တော့ကဲငါလည်းဒီနေ့တော့ပြောတာပြီဆိုပြီးတော့ထွက်ပြတော့နိုင်ငံတော်ကိစ္စကိုကျွန်တော်ရေးကြီးကိစ္စမှာကျွန်တော်ပူပေါင်းကူညီနေတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တခါရေးဒီနေ့မှာပြောရမှာတစ်ခုရှိတယ်ဗျကျွန်တော်ကြုံကြိုက်လို့တခါရေးထည့်ပြောတာပေါ့နော်ကျွန်တော်ဟိုတေချာဟိုကတော့မပြောပြခဲ့သေးတဲ့တစ်ခုရှိတယ်အဲ့ဒါပါဆိုကျွန်တော်ရဲ့ video clip တစ်ခုမှာကျွန်တော်တီးတာတိတ်ထားတဲ့ video clip တစ်ခုမှာကျွန်တော်ပြောထားတဲ့စကားတစ်ခုရှိတယ်တီးတာတိတ်ထားတဲ့ video clip တစ်ခုမှာတိတ်ပြောတဲ့စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်နိုင်ငံတော်အတွက်လှူထားတာကျွန်တော်ကိုနိုင်ငံတော်အတွက်လှူထားပြီးသားကျွန်တော်အသက်ကျွန်တော်ဘဝကျွန်တော်ကိုနိုင်ငံတော်အတွက်လှူထားပြီးသားဖြစ်တဲ့အတွက်ဟိုတချို့ကိစ္စတွေနိုင်ငံတော်ကဟိုလိုအပ်တဲ့နိုင်ငံတော်ဝိုင်းဝန်းကူညီရမယ့်ကိစ္စမှမျိုးဆိုကျွန်တော်အကုန်ကူညီတယ်အဲ့ဒါကျွန်တော်ရဲ့ဟောပါအဲ့ဒါလေးအဲ့လောက်လေးတိထားတယ်တချို့ကိစ္စတွေမှာဟိုစိုးရိမ်တဲ့သူတွေစိုးရိမ်နေမှန်ပါတယ်ဟိုစိုးရိမ်နေမှန်ပါတယ်ဒါပေမဲ့တချို့ဟာလေးတွေကြတော့မဟုတ်ပါဘူးခင်ဗျားဆိုမဟုတ်ဘူးဒါလေးလည်းကျွန်တော်ထည့်ပြောတာပေါ့နော်ဆိုတော့ကဲအဲ့တော့ဟိုဝမ်းသာနေကြတဲ့သူတွေနော်ဝမ်းသာနေကြတဲ့ဟိုကျွန်တော်ဖန်ခိုင်ဆိုဝမ်းသာနေကြတဲ့အုပ်စုတွေနော်တခါတလေကျွန်တော်ကြားပါတယ်ကျွန်တော်ရွာတော့ပါတယ်မလေးဖန်ခိုင်ဆိုဝမ်းသာတယ်မဲ့ကရွေးကနေဖန်ခိုင်ဆိုပြောပြကြတယ်ကျွန်တော်ရွာတော့ပါတယ်တဲ့ဆိုတော့ကျွန်တော်လည်းဘာပြောမှမသိဘူးပေါ့နော်ဘာပြောမှတော့မသိဘူးအဲ့တော့ဟိုတက်ဆိုင်ရကျွန်တော်ရွာတက်ဆိုင်ရကျွန်တော်တို့ဘွားလေးဖွဲ့လေကျွန်တော်ပြောပြတယ်မဟုတ်ဘူးအေးစီပြောလို့မရလို့အေးစီဆိုပြောအဲ့ဒါပြောတယ်ရန်ဝမ်းသာနေကြလူတွေလေရွာလူတွေကျွန်တော်ရွာလူတွေလေဝမ်းသာနေကြလူတွေလေတိတ်လေဝမ်းသာကြပါနဲ့ဟုတ်လို့နော်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို